online ကနေအခမဲ့ဆေးဝါးကျွမ်းကျင်အကူတင်တန်းလေးတက်လို့ရသေးလားလို့မေးနေတဲ့သူတွေများတာမို့ဒီနေ့ဗီဒီယိုလေးမှာကျွန်မပြန်ပြီးတော့ပြောပြပေးပါမယ်။တင်တန်းလေးကိုဘယ်လိုတက်ရမလဲဆိုရင်ကျွန်တော်တို့ Viber နံပါတ်3993333663ကိုဆက်သွယ်လို့ရပါတယ်။ဒီ Viber နံပါတ်ကိုသွားပြီးတော့ပေါ့နော်။ကျွန်တော်ဆေးဝါးကျွမ်းကျင်အကူအခမဲ့တင်တန်းလေး online ကနေတက်ချင်လို့ပါလို့ပြောလိုက်တဲ့ဆိုရင်သူတို့ကလူတဲ့အချက်လက်လေးတောင်းပါလိမ့်မယ်။ပြီးရင်စာရင်းမှတ်သားထားပါလိမ့်မယ်သင်ခန်းစာတွေကိုဘယ်လိုလေ့လာရမလဲဆိုရင်တော့ဆရာမတို့ YouTube မှာ Geneva Caregiver ဆိုတဲ့ channel လေးတစ်ခုရှိပါတယ်။အဲ့ channel တွေကိုဝင်လိုက်တယ်ဆိုရင်ပေါ့နော် playlist မှာဆရာမတို့ Pharmacy Aid Free Online Course ဆိုပြီးတော့ဗီဒီယိုလေး26ခုရှိပါတယ်။ဒီဗီဒီယိုလေး26ခုကိုကိုယ့်ဘာသာကိုကြည့်ရမှာပဲဖြစ်ပါတယ်။ကိုယ့်ဘာသာကိုကြည့်ကိုယ့်ဘာသာကိုလေ့လာလို့ရပါတယ်။တခုခုနားမလည်လို့မေးချင်တာရှိတယ်ဆိုရင်လည်း comment လေးတွေမှာစာမေးတယ်ဆိုရင်ဆရာကပြန်ပြီးတော့ဖြေချပေးမှာပဲဖြစ်ပါတယ်။ဗီဒီယိုလေးတွေကိုကြည့်ရှုလေ့လာမှတ်သားပြီးတော့ကိုကစာတွေကိုပိုင်နိုင်ကျွမ်းကျင်ရပြီဆိုရင်တော့စာမေးပွဲဝင်ဖြေလို့ရပါတယ်စာမေးပွဲကလစဉ်လာတိုင်းတစ်လတစ်ခါရှိပါတယ်စာမေးပွဲဖြေဆိုမယ်ဆိုရင်ခုနကကျွန်မပြောထားတဲ့ Viber နံပါတ်39998660ကိုသွားပြီးတော့စာမေးပွဲကြေးပေးသွင်းရမှာပဲဖြစ်ပါတယ်စာမေးပွဲကြေးက3000ကျပ်ပဲကြားတင်မှာပဲဖြစ်ပါတယ်ဒါဆိုရင်ဆရာမတို့ကစာမေးပွဲကြေးပေးသွင်းမယ်သူတို့ပြောတဲ့ရက်တွေမှာစာမေးပွဲဖြေမယ်စာမေးပွဲဖြေတာကလည်း online ကနေဖြေတယ်လို့ရတယ်လို့ရန်ကုန်မန္တလေးရုံးတွေမှာလည်းလူကိုယ်တိုင်သွားရောက်ပြီးဖြေဆိုလို့ရပါတယ်စာမေးပွဲဖြေဆိုပြီးအောင်မြင်တယ်ဆိုရင်တော့အတိမတ်ပြုလက်မှတ်ရရှိမှာပဲဖြစ်ပါတယ်ဒါဆိုရင်တော့အခမဲ့ဆေးဝါးကျွမ်းကျင်အကူတင်တန်းလေးကိုဘယ်လိုတက်ရောက်ရမလဲဆိုတာကိုသိသွားပြီလို့ဆရာမထင်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်ကျွန်မဒေါက်တာ Grace ပါ